အခုချိန်မှာဗာ message တွေကြားဖို့လိုနေလဲဆိုတာကိုကက်ကလေးတွေကနေတစ်ချက်လိုက်ပြီးတော့မှကြည့်ကြည့်ရအောင်tarot ကလေးတွေရောဗာ message တွေပေးဖို့ရှိနေမလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်ရအောင်ဒီ collective ကိုအခုချိန်မှာမေးချင်တဲ့မေးခွန်းကအတိတ်တွေထဲမှာပိတ်မိနေတော့မယ်လားကိုယ့်ရဲ့အုံနောက်ထဲမှာကိုယ့်ရဲ့ version တစ်ခုပေါ့နော်ပုံရိပ်တစ်ခုရှိနေတယ်ကိုကတခုခုဆုံးဖြတ်ချက်တွေချခံနေတိုင်း relationship တခုတည်းဝင်ခံနေတိုင်းတယောက်ယောက်ကိုကိုယ့်ရဲ့ချစ်ချင်းမြတ်တာတွေနှလုံးသားနဲ့ပုံအပ်ပြီးတော့ပေးတော့မယ်လို့စဉ်းစားမိတိုင်းတခုခုဖန်တီးတော့မယ်အသက်တခုစတင်မယ်လို့တွေးလိုက်တိုင်းမှာကိုယ့်ရဲ့အုံနောက်ထဲမှာဒီရှိနေတဲ့ပုံရိပ်ကြီးကပေါ်လာတယ်ဘလို့ပုံရိပ်လဲဆိုတော့ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေဝမ်းနည်းမှုတွေအရှက်တရားတွေအကြောက်တရားတွေနဲ့ကိုကမလုံလောက်ပါဘူးလို့လာပြီးတော့တက်သေးပြန်ထူပေးနေတဲ့ပုံရိပ်ဆိုတော့ဒီနေ့မှာဒီပုံရိပ်ကြီးကိုကမီးရှို့ဖြက်စီပြရမယ်ရှေ့ဆက်ရမယ့်ခရီးမှာကိုအတွက်မလိုအပ်တော့ဘူးဒီ collective ကအသစ်စတင်မှုအတွက်ကို ready ဖြစ်နေပြီပြပုံတွေကနေတဖန်ပြန်ပြီးတော့မှမွေးဖွားလာတဲ့ phoenix ငှက်လေးတွေလိုမျိုးပေါ့နော်ကိုယ့်ရဲ့အတောင်ပံတွေကိုကုန်ဖြန့်ကျက်ပြီးတော့မှအသက်တဖန်ပြန်ပြီးတော့ဘဝရဲ့နောက်ထပ် chapter တစ်ခုကိုသွားရတော့မယ့်လူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလေးလံစရာကောင်းတဲ့ပုံရိပ်ကြီးအတိတ်ကြီးကိုအမြင့်ဆုံးပြန်တန်းလို့မရအောင်သူကဆွဲထားတယ်ဒီဝင်တော့ဝင်ပိုးကြီးကိုဆွဲထားတဲ့အခါမှာကိုယ့်ရဲ့အတောင်ပံနေရှိနေပေမဲ့လည်းကိုကအမြင့်ဆုံးကိုမပြန်တန်းနိုင်ဘူးဖြစ်နေတယ်ဆိုတော့ဒီနေ့မှာဒီຢာတွေအကုန်လုံးကိုမီးရှို့ဖျက်ဆီးပြီးတော့မှထားခဲ့မယ်အဲ့ဒီအားလုံးပြီးသွားလို့ရှိရင်ဒီလူတွေကလေလုံးဝ magician နဲ့ ace of wands ဆိုတဲ့ကတ်လေးကြာလာတယ်ပေါ့နော်ဆိုတော့အတိတ်ကနာကျင်ခဲ့ရတဲ့ပုံရိပ်ရောင်တွေနဲ့ချုံနှောင်ခြင်းခံထားရတဲ့သူမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ true power ပေါ့နော်ကိုယ့်ရဲ့အရေးချင်းတွေကိုပြန်လည်ပြီးတော့မှတဖန်ပြန်ရှာဖွေတွေ့ရှိပြီးတော့အသက်တဖန်ပြန်လည်ပြီးတော့စတင်နိုင်မဲ့သူတွေဖြစ်တယ်ပေါ့နော်ဒီနေ့လှုပ်လို့ရတာလေးဆိုလို့ရှိရင်ကိုနာကျင်ခဲ့ရတဲ့အတိတ်တွေကိုစိတ်ထဲမှာရှိနေတဲ့လေးလံနေတဲ့အရာတွေအရှက်တရားတွေအကြောက်တရားတွေအကုန်လုံးကိုစာရွက်တရွက်မှာရေးချပြီးတော့မှဒီစိတ်ခံစားချက်တွေ block တွေအကုန်လုံးကိုဒီစာရွက်နဲ့အတူမီးရှို့ဖျက်ဆီးပြီးတော့မှ release လုပ်ပေးပါပြီးလို့ရှိရင်နောက်ထပ်ပေါ့နော်စာအုပ်အသစ်အုပ်နဲ့ဘောပင်ကိုယူပြီးတော့ကိုဘဝရဲ့လာမဲ့နောက်ထပ် chapter တစ်ခုကဘယ်လိုမျိုးပုံစံဖြစ်မလဲဆိုတာကိုအကောင်းဆုံးပုံဖော်ပြီးတော့မှချပြီးတော့ရေးကြည့်စေချင်ပါတယ်ဒီ reading လေးကကိုယ်နဲ့ energy guide တယ် resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာပြောသွားခဲ့ပေးပါအတိတ်တွေကနေအခုပဲရုံထွက်ဖို့အတွက်အကြံပေးလိုက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်